10မြင်းဆောင်ဆိုတာကဘယ်ပြည်နယ်ကိုကိုစားပြုတာလဲ10မြင်းဆောင်ဆိုတာကဘယ်ပြည်နယ်ကိုကိုစားပြုတာလဲ10မြင်းဆောင်ဆိုတာကဘယ်ပြည်နယ်ကိုကိုစားပြုတာလဲအကိုမင်္ဂလာပါ မင်္ဂလာပါ ညီမတို့ကလေမိကုန်းလေးမေးပြီးတော့ဆူချင်းနဲ့အစီအစဉ်လေးပါပါဝင်ဖြည့်ကြည့်ပါလားရှင် ပြော ကျွန်တော်တို့လေမှတ်ပုံနေထဲမှာလေအားရဲပေါ့နော်ဒါ10မြင်းဆောင်ဆိုလို့ရှိရင်ဘယ်ပြည်နယ်ကိုကိုစားပြုတာလဲ 10မင်းတော့ကြိုက်လို့ဟုတ်တယ် ပြည်နယ်ရှိရလေဘယ်ပြည်နယ် ဒီနေ့ကြိုက်လို့ တက်တာမျိုးလေပြည်နယ်ပြောတာပြည်နယ်ကဘာခေါ်ရလဲ10မြင်းတော့တက်တော့မှန်တယ် ဟိုကဘာလဲပြည့်ပြည့်မောလည်းမြိုင် မော်လမြိုင်မြို့ပြည်နယ်လေ ဒီနေ့ဒီ စဉ်းစားကြည့်ပါဦးဒါဒီမှာတက်တော့မှန်တယ် အဲ့ဒီတော့မျိုးနေပြောပြီးနေပြောတာဘာမှုပြီးနေကြလို့အဲ့ဘုပြည်နယ်ဆိုရင်တော့အပြင်းမှန်ပါတယ်သိမယ်ဆိုတော့ရပါ ဒီလိုပြန်ပါ ဒါအလူရှင်ရှိပါအလူရှင်ကဒါဒူဘိုင်းရောက်နေတဲ့ဒါအရီကာဆိုစားတော့ဆိုင်ဖန်ရှင်ကိုကျော်စိုးမရလှူဒါန်းတော့ပါ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်တော်ရောင်ယူဖက်သားတွေကမိကုန်းလေးတွေနေပြီးတော့စီစဉ်နေတာမှာဖြစ်ပါတယ်ဒီစီစဉ်ကိုစီစဉ်ပေးတဲ့သူကတော့တိုင်းချစ်ပြည်ချစ်အဖွဲ့ဝင်ကိုနေမျိုးဆက်ကစီစဉ်ပေးရစီပြီးအလူရှင်ကတော့ဒူဘိုင်းရောက်အရီကာဆိုစားတော့ဆိုင်ဖန်ရှင်ကိုကျော်စိုးမင်းဖြစ်ပါတယ်ကဲဒီတော့ဘယ်လိုမိကုန်းလေးနေမယ်ဆိုတာလည်းကြည့်ကြပါအောင်နော်10မြင်းဆောင်ဆိုတာကဘယ်ပြည်နယ်ကိုကိုစားပြုတာလဲ 10မြင်း10မြင်းတော့10မြင်းတော့ဒါမသိဘူး ညီမလေးကဗာမြင်းလောက်လဲ မင်းကဟို3မြင်းတော့ မနက်လို့ညီမလေးလားညီမလေးဆက်ရအောင်လည်းနီးစက်တယ်လေညီမလေး ကျန် မလေးတို့ကြည့် မုံပြင်းနေ ဒီနေ့ဆက်ရအောင်ပြီအဲ့ဆိုပြင်မှာပါတယ်စပြင်းဝေ1000ရအောင်ပါကျေးဇူးပါနော်ညီမပေါ့နေပြင်မှာပါတဲ့10မြင်းဆောင်ဆိုတာကဘယ်ပြည်နယ်ကိုကိုစားပြုတာလဲ 10ရပါမ10မြင်းတော့သိဘူးလား 10မြင်းတော့သူများသိတယ်တော့ ညီမလေးကဘယ်လောက်မြင်းဆောင်ခိုင်းတာလဲ 17 17နဲ့10နဲ့ကြက်ရပဲလေ10မြင်းဆောင်ပါ အမမလူမလားမဟုတ်ပါဘူးမသိဘူးအဲ့လို ဒီကစနိုက်ဖြစ်နေတာအဲ့လိုမျိုးမသိဘူး ကျေးဇူးပါနော်ညီမလေးအမားတို့မှတ်ပုံနေထဲမှာပါတဲ့10မြင်းဆောင်ဆိုတာကဘယ်ပြည်နယ်ကိုကိုစားပြုတာလဲ ပြည်နေတာမှ ပြည်နယ် ဟုတ်မွန်ပြည်နေတာမွန်ပြည်နယ်လို့ထင်တယ်ဟုတ် ဘူးပြည်နယ်ဆိုရင်တော့အပြည့်မှန်ပါတယ်ဟုတ်ကျေးဇူးပါနော်ညီမစီးပြေပေါင်းပါဟုတ်ဒါကအလူရှင်ရှိပါတယ်အလူရှင်ကကြတော့ဘိုင်းကအမေရိကာဆိုစားတော့ဆိုင်ပါရှင်ကိုကျော်စိုးမရလူတန်းတာပါ ဟုတ်ကျေးဇူးပါ